စပါနဲ့ပွဲကဟက်ထရစ်ရှင်အစဲကိုချီးကျူးခဲ့ပေမဲ့လက်ရှိခြေသွမ်းကိုဆက်ထိန်မှုတွေအသင်းသားတွေကိုတိုက်တွန်းလိုက်တဲ့အာတီတာအာဆင်နယ်စပါတို့ရဲ့မြောက်လန်နတာဘီပွဲစဉ်ကအာဆင်နယ်ချန်ပီယံဆုလမ်းကြောင်းမှာရေးပါတဲ့မှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။အာဆင်နယ်ပြိုင်ဘက်စပါကို၄ဂိုးတကူနဲ့အပြတ်သက်အနိုင်ပြီးပရီးမီးယားလိဂ်ကိုဆက်လက်ဦးဆောင်နေနိုင်ခဲ့ပါတယ်။ဒီအောင်ပွဲရဲ့ဘီသူကဖြစ်တဲ့တောင်ပိုင်းစားမအေဘရာချီယာဇဲရဲ့စွမ်းဆောင်ရည်ကိုနီးပြမိခေအာတီတာတော်မှချီးကျူးဂုဏ်ပြုလိုက်တဲ့အထိကိုကောင်းမွန်လွန်းခဲ့ပါတယ်။အာတီတာကအဇဲစူးစမ်းထုတ်မှုနဲ့အသင်းအတွက်ပေးဆက်လို့စိတ်ကိုချီးကျူးလိုက်ခြင်းဟာရိုးကစားမတူရဲ့ခြေစွမ်းထပ်ပိုးပါတယ်။ဒါချန်ပီယံဆုရယူဖို့လိုအပ်တဲ့စိတ်ဓာတ်ချန်ပီယံရှစ်မန်တလတီကိုပြသနေတာပါ။အဇဲကပြီးခဲ့တဲ့နွေရာသီမှာပြိုင်ဘက်စပါးရဲ့ကမ်းလှမ်းမှုညှင်းပယ်ပြီးအာဆင်ကိုပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ဒီချက်မြောက်လန်ဒန်ဒါဘီရဲ့စိတ်ခံစားမှုပြင်းထန်ပုံကိုပို့ပြီးတော့မြင့်တက်စေခဲ့ပါတယ်။စပါးနဲ့ရင်ဆိုင်တဲ့ပွဲမှာပွဲဥဒရဟတ်ထရစ်သွင်းပြခဲ့ခြင်းဟာသူ့ရဲ့အပြောင်းရွှေ့ဆုံးဖြတ်ချက်ကမှန်ကန်ကြောင်းကိုပြိုင်ဘက်ကိုထိနာစေမဲ့နီလန်နဲ့တက်တည်ပြလိုက်တာပါပဲ။ဟတ်ထရစ်ကရိုးကို3ဂိုးမဟုတ်ဘဲနဲ့ငါရွေးချယ်ခဲ့တဲ့အသင်းအတွက်မင်းတို့အသင်းကိုနာကျင်အောင်လုပ်ပြနိုင်တယ်ဆိုတဲ့စိတ်ပန်းဆိုင်ရာကြေညာချက်တစ်ခုဖြစ်ပါတယ်။အာဒီတာပြောတဲ့နေ့ရက်အနိုင်ခွင့်ရမယ်တရက်တာနားခဲ့ပြီးအသင်းနဲ့လေ့ကျင့်ခန်းပြန်ဆင်းခဲ့သလိုလေ့ကျင့်မှုတွေကိုလည်းသေချာလှုပ်ဆောင်ခဲ့တာဆိုတဲ့အချက်ကအစဲ professional စိတ်ဓာတ်ကိုအထင်ရှားပြသနေပါတယ်။နိုင်ငံသင်းပွဲကနေပြန်လာပြီးတဲ့နောက်ဇာမတိုင်းကအနိုင်ယူဖို့လိုအပ်ခဲ့ပါတယ်။ဒါပေမဲ့အစဲကအနိုင်ယူခြင်းရှော့ချပြီးတော့အသင်းနဲ့ပူးပေါင်းခဲ့ခြင်းဟာအသင်းပေါ်တောင်းယူမှုကိုပြသနေပါတယ်။ချန်ပီယံဖြစ်ခြင်းနဲ့ဇာမတွေကဒီလိုအပိုဆောင်ပေးစမ်းမှုတွေပြုလုပ်ရစမြဲပါပဲ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Wine Sport ကနေကြိုဆိုလိုက်ပါတယ်။ iBet ခွန်ရှိကိုနဲ့5 miss ကစားလို့တယ်ဆိုရင်တော့ Viber နံပါတ်39 65လုံး1643ကိုစသွယ်လိုက်ပါဒီလိုပေးစားမှုကြောင့်ပွဲမှာဟတ်ထရစ်သွင်းနိုင်ခဲ့ခြင်းဟာအသင်းဘော်ဒီအတွက်စံနမူနာကောင်း role model ဖြစ်လာပါတယ်အာရီတာနီနဲ့ဒီချက်ကိုထုတ်ဖော်ပြောဆိုခြင်းဟာအစဲစိတ်ဓာတ်ကိုတခြားကစားမရေးပါအထူးယူစေခြင်းလို့ပါအာရီတာကအစဲကအသင်းစီကိုအချိန်ဝါတစ်ခုပါယူဆောင်လာခဲ့လို့ထင်ကြောင်းပြောခဲ့ပါတယ်အစဲလူစားမတူကပွဲကြီးတွေမှာအခုလိုဆွမ်းဆောင်ပြသနိုင်တဲ့အခါသူ့ရဲ့ရပ်တည်မှုတစ်ခုတည်းကိုကပြိုင်ဘက်တွေပေါ်ဖိအားပေးနိုင်ပြီးတော့အသင်းဘော်ဒီပါယုံကြည်မှုတိုးစေတဲ့စေပန်းဆိုင်အချိန်ဝါကိုဖန်တီးပေးပါတယ်အစဲဟတ်ထရစ်41 46 86မိနစ်ဂိုးတွေကအာဆယ်ကိုပထမပိုင်းပြီးနေဒုတိယပိုင်းဆက်စားခြင်းမှာအလင်းမြန်ဦးဆောင်နိုင်စေခဲ့ပြီးတော့စပါစိတ်ဓာတ်ကိုလုံးဝချိုးပြပစ်ခဲ့ပါတယ်ဒုတိယပိုင်းစားခြင်း46မိနစ်မှာတွင်းခဲ့တဲ့ဂိုးဟာပြိုင်ဘက်ရဲ့ပြန်လာနိုင်မဲ့မျောလင်းချက်ချက်ချင်းရပ်တန့်စေခဲ့တာပါပဲအာရီတာစိတ်ချမ်းသာစရာအကောင်းဆုံးချက်ကတော့မန်စီးတီးလီဗာပူးအသင်းမှာရှုံးပွဲကြုံတွေ့ကြပြီးတော့အာဆင်ကအနိုင်ရခဲ့ခြင်းပါမြောက်လန်ဒန်ဒါဘီကိုအနိုင်ရခြင်းဟာအမြဲတမ်းရမှတ်3မှတ်ထက်ပိုတန်မှုရှိပါတယ်ဒါစိတ်ဓာတ်ပိုင်းဆိုင်အောင်ပွဲဖြစ်ပြီးတော့ပရိသတ်တွေကသာမကစားမတွေပါလီဖလားရဖို့အတွက်ယုံကြည်မှုပိုရှိစေပါတယ်မန်စီးနဲ့လီဗာပူးတို့ရှုံးနိုင်ချိန်မှာအာဆင်ကနိုင်ပွဲရခဲ့ခြင်းဟာအမှတ်ဖြတ်ဖို့အကောင်းဆုံးခွင့်ရေးပါအာရီတာနီနဲ့ဒီအခြေအနေကိုချန်ပီယံဆုပြိုင်ပွဲမှာငါတို့အမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေလို့ဇာမားတွေရဲ့စိတ်ထဲကိုသွင်းပေးနိုင်တဲ့အကောင်းဆုံးခြေနေပါချန်ပီယံဆုလိုချင်ပြိုင်ဘက်တွေမှားရတဲ့အချိန်မှာအမှတ်တွေမဆုံးရှုံးမှုအရေးကြီးပါတယ်အာဆီယံရေးကြီးတဲ့တပတ်မှာအမှတ်ပြည့်ရယူနိုင်ခဲ့တဲ့အတွက်ဇာတိကဥဆောင်မှုကိုခိုင်မာစေခဲ့ပါတယ်အာရီတာရီမန်ချက်ကတော့အသင်းရဲ့တည်ငြိမ်တဲ့ခြေစွမ်းကိုဆက်လက်ထိန်းထားနိုင်မှုဖြစ်ပြီးဒါချန်ပီယံဆုရရှိဖို့အတွက်အခြေခံအကြဆုံးလိုအပ်ချက်ပဲဖြစ်ပါတယ်အာရီတာဇဲရဲ့စွမ်းဆောင်ရည်ကိုချီးကျူးနေချိန်မှာပဲအသင်းရဲ့အားနည်းချက်နဲ့ရှေ့ဆက်မဲ့လမ်းကြောင်းကိုလည်းလုံးဝမမေ့ဘဲနဲ့သတိပေးခဲ့ပါတယ်စပါတင်တဲ့ပွဲမှာပြသခဲ့တဲ့အသင်းရဲ့တည်ငြိမ်တဲ့ခြေစွမ်းကိုဆက်လက်ထိန်းထားနိုင်ဖို့စ조사မှာဖြစ်တဲ့ဆိုအာရီတာရဲ့စကားဟာမာရသွန်ပြေးပွဲလိုမျိုးဖြစ်နေတဲ့ပရီးမီးယားလိဂ်မှာရေးပါသောမက်ဆေ့ပါပဲအာဆီယံပြီးခဲ့တဲ့ရာသီတွေကလိုရေးကြီးတဲ့အချိန်မှာခြေထော်သွားတာမျိုးမဖြစ်ဖို့အတွက်ပွဲတိုင်းကိုတည်ငြိမ်တဲ့စိတ်နဲ့ချင်းကပ်ဖို့လိုပါတယ်ဒါချန်ပီယံဆုရယူမဲ့အသင်းတွေလိုအပ်တဲ့ရင့်ကျက်မှုကိုပြသနေတာဖြစ်ကြောင်းပါခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ် iBet ခွန်ရှိကိုနဲ့5 miss ကစားလို့တယ်ဆိုရင်တော့ Viber နံပါတ်39 65လုံး1643ကိုစသွယ်လိုက်ပါ